ရန်သူတွေဘယ်တော့မှအောင်နိုင်ခြင်းမရှိခဲ့တဲ့ဗိတ္တနိုးမြို့ဟောင်းရဲ့လျှို့ဝှက်ချက်ရှေးရခင်ပြုခေတ်ကာလကဗိတ္တနိုးမြို့ကိုအုပ်ချုပ်ခဲ့တဲ့ပန်ထွာဒေဝီမင်းသမီးဟာအလအပတွေမကပဲအတက်ပညာမှာလေအလွန်ထူးချွန်သူဖြစ်ပါတယ်။သူမရန်သူတွေကျူးကျော်လာရင်အလိုအလျောက်မြည်ဟီးပြီးမြို့တကားတွေကိုပိတ်ပစ်နိုင်တဲ့အတုမရှိစီတော်ကြီးတစ်လုံးရှိခဲ့ပါတယ်။ဒီစီတော်ကြီးကြောင့်ပဲတရေခရထရမင်းဒွတ်တပောင်ဟာဗိတ္တနိုးမြို့ကိုဘလို့မှတိုက်ခိုက်လို့မရခဲ့ပါဘူး။နောက်ဆုံးမှာဒွတ်တပောင်နဲ့ဖရီရဲ့ကွန်ဘီပန်ထွာဒေဝီရဲ့ယုံကြည်မှုကိုရတယ်။စီတော်ကြီးကိုဖျက်ဆီးတယ်။စီတော်ကြီးဖျက်ဆီးသွားတဲ့အခါမှာဗိတ္တနိုးမြို့ဒွတ်တပောင်မင်းရဲ့လက်အောက်ကျရောက်သွားတယ်။ဒီနေ့အထိဗိတ္တနိုးမြို့ဟောင်းမှာပန်ထွာဒေဝီရဲ့ဝိညာဉ်ကမြို့ကိုစောင့်ရှောက်နေစေဒေသခံတွေကယုံကြည်ကြပါတယ်။ဗိတ္တနိုးမြို့ဟောင်းကြီးကိုတော့ရောက်ကြလား။ဒီလိုဘ ഹു တုတရမယ့်ဗီဒီယိုလေးတွေတင်ဆက်ပေးမှာမလို့ like follow subscribe လေးလုပ်ထားပါအောင်ခင်ဗျာ။